အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆရာဦးပြောအောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးမှာတော့ Grade 12 Mathematics မှာပါဝင်တော့ Chapter 1 Complex Number အကြောင်းဖြစ်ပါတယ်ဒါဆိုရင် Chapter 1ရဲ့ခေါင်းစဉ်က Complex Number လို့ပြောတဲ့အတွက် Number ဆိုတော့ကိန်းတွေအကြောင်းလေ့လာရမှာပေါ့ဒါဆိုရင်ကိန်းတွေအကြောင်းလေ့လာဖို့အတွက်ကျွန်တော်ရေဆုံး Number System လေ့လာကြည့်အောင် Number System မှာဆိုရင် Complex Number ကိုကျွန်တော်တို့အမျိုးအစားနှစ်ခုခွဲနိုင်တယ် Real Number နဲ့ Imaginary Number Real number လို့ပြောရင်ပမာလိုကိန်းစစ် imaginary number ကိန်း2ဒါဆိုရင် real number အကြောင်းကျွန်တော်တို့သင်ခဲ့ပြီးသားကြားဘူးပြီးသားဖြစ်လိမ့်မယ်ပြန်စဉ်းစားကြည့်အောင် real number ဘယ်ကိန်းတွေကိုခေါ်တာလဲဥပမာကျွန်တော်တို့ G11 ထိသင်ခဲ့တဲ့သင်္ချာအသုံးကိန်းကဏ္ဍတွေကို real number လို့ခေါ်တာ for example -2 ဆိုပါစို့ -2 ဆိုလို့ရှိရင် real number ကိန်းစစ်ဆိုတာသိရတယ်ဒါဆိုရင် real number ကိန်းစစ်လို့ -2 ဘာလို့ခေါ်တာလဲ imaginary number ဒါဆိုရင်ကိန်းတွေကို imaginary number လို့ငါတို့ခေါ်ကြမှာလို့ဒါဆိုရင်အဲ့ဒါကိုသိဖို့ဆိုရင်ကျွန်တော်တို့ဒီ real number နဲ့ imaginary number တွေဒါဌာနချက်ကိုကျွန်တော်တို့လေ့လာဖို့လိုအပ်တယ်ဒါဆိုရင်အဲ့ဒီဌာနချက်ကဘာလဲဆိုတော့ real number ဆိုတာတဲ့ကိန်းတိုက်တဲ့ကိန်းကိုနှစ်ထပ်တင်လိုက်0ထက်ကြီးတဲ့ကိန်းတွေကိုခေါ်တာပဲဖြစ်တယ်ဟုတ်လားစဉ်းစားကြည့်အောင်ကျွန်တော်သိတဲ့ကိန်းတိုင်းတိုက်တဲ့ကိန်းတိုင်းယူကြည့်ပြီးတော့ကျွန်တော်တို့နှစ်ထပ်တင်လိုက်0ထက်ကြီးလာမှသိတာပြီးရင်ကျွန်တော်ဆုံးဖြတ်ကြည့်အောင်-2ဆိုတာဆို-2ကိုနှစ်ထပ်တင်လိုက်ရင်2ရမယ်4ရမယ် sorry -2ကိုနှစ်ထပ်တင်ရင်4ရရင်4ဒီ0ထက်မဖြစ်ကြီးတယ်0ထက်ကြီးတဲ့အတွက်2ဒီ real number တွေမှာပါတယ်ဒါဆိုရင်1/2ကိုနှစ်ထပ်တင်လိုက်ရင်ဘာရ1/4ဒါလည်း0ထက်ကြီးနေတာပဲဒါဆိုရင် √2 ကိုနှစ်ထပ်တင်ကြည့်ရင်လည်း2ဒါဆိုရင်0ထက်ကြီးနေတာပဲဆိုလို့ရှိရင်ကျွန်တော်တို့တင်ခဲ့သမျှသင်္ချာကိန်းကဏ္ဍတွေကနှစ်ထပ်တင်လိုက်တိုင်း0ထက်ကြီးနေတဲ့ကိန်းတွေက real number တွေဖြစ်နေတယ်ကိန်းစစ်တွေဖြစ်နေတယ်ဒါဆိုရင် imaginary number ပါလေ imaginary number ကကျတော့သူကနှစ်ထပ်တင်လိုက်0ထက်ငယ်နေတဲ့ကိန်းတွေတဲ့ကျွန်တော်သင်ခဲ့တဲ့အထဲမှာရှိလားပြန်စဉ်းစားကြည့်လိုက်ကျွန်တော်သင်ခဲ့တဲ့သင်္ချာကဏ္ဍတွေထဲမှာတိုက်တဲ့ကိန်းကိုနှစ်ထပ်တင်ကြည့်လိုက်0ထက်ကြီးမှာမဟုတ်ဘူးsorry 0ထက်ငယ်မှာမဟုတ်ဘူး0ထက်ကြီးမှာလို့ဖြစ်တယ်ဒါဆိုရင်0ထက်ငယ်မငယ်ဘူးဆိုတော့ဘယ်ကိန်းတွေက0ထက်ငယ်နေတာလဲဒီG12မှာဒီ chapter 1မှာကျွန်တော်တို့ဒီ0ထက်ငယ်တဲ့ imaginary number တွေကိုအသေးစိတ်ဒီမှာလေ့လာရတော့မှာပေါ့စပြီးတော့ဒါဆိုရင် imaginary number တွေစလေ့လာကြည့်အောင် imaginary number ဆိုတာခုနကကျွန်တော်ပြောတဲ့အားလေ imaginary number ဆိုတာဒီခုနကတော့ပြောခဲ့သလိုအားလဲဆိုတော့ကျွန်တော်တို့8 grade less than 0ထက်ငယ်တဲ့ကိန်းတွေကို imaginary number လို့ခေါ်တာပေါ့ဒါဆိုရင်ဟုတ်ပြီ0ထက်ငယ်တယ်လို့ပြောရင်တနည်းအားဖြင့်ဘာလို့ပြောရလဲဆိုတော့ minus ရှိတဲ့ကိန်းတွေပြောတာပေါ့ minus ရှိတဲ့ကိန်းတွေဆိုရင်ဟုတ်ပြီဒါဆိုရင် minus ရှိတဲ့ကိန်းတွေလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါတွေကို minus ရှိတဲ့ကိန်း imaginary number လို့ခေါ်ရင်ဘယ်ဟာ imaginary number လဲသိအောင်ဥပမာအနေနဲ့ -n လေးတွက်ကြည့်အောင်ဒါဆိုရင် square ကိုပြောက်ချင်ကျွန်တော်ကဟိုဘက်မှာ plus or minus ထည့်မှာပေါ့နှစ်ထပ်ကိုပြောက်ချင် plus or minus ထည့်တယ် plus or minus ထည့်ပြီးသွားရင်ကျွန်တော်တို့ဘာလုပ်မလဲ root အုပ်မှာနှစ်ထပ်ကိုပြောက်ချင် root အုပ်လိုက်လို့ရှိရင် root n ပြီးလို့ရှိရင်ကျွန်တော်တို့က root n လေးကိုပဲ root အုပ်ကြည့်ပြီးသွားရင် minus ကိုတော့ကျွန်တော်ဒီနေရာမှာနောက်မှာခွဲပြီးတော့ root အုပ်ကြည့် minus ကို root အုပ်ပြီးတော့ကိန်းပါသွားအောင်ကျွန်တော်1လေးထည့်ပေးမယ်ဒါဆိုရင် root of minus ဆိုတာဒါပေမဲ့ကျွန်တော်တို့ကသင်္ချာမှာဘာသတ်မှတ်ထားလဲဆိုတော့ root ထဲမှာအနှုတ်ထည့်မရေးဘူးလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်ဒါဆိုရင် root ထဲမှာအနှုတ်ထည့်မရေးဘူးဆိုလို့ရှိရင် root ထဲမှာအနှုတ်ထည့်မရေးတဲ့ကိန်းကိုကျွန်တော်တို့ကဘာလို့သင်္ကေတရေးလိုက်မလဲဆိုတော့ i လို့သင်္ကေတရေးလိုက်မယ်အဲကြောင့်ကျွန်တော်တို့ရဲ့အဖြေဒီဘာဖြစ်သွားမလဲဆိုတော့ a equal to plus or minus root n i ဖြစ်သွားတယ် root n i ဆိုလိုချင်တာဒီ i ပါသွားပြီပေါ့ဒါကြောင့်ကျွန်တော်တို့က imaginary number လို့ပြောရင်ဘာပြောတာလဲဆိုတော့ကျွန်တော်တို့က i ပါတဲ့ကိန်းတွေဆိုတာပါတဲ့ကိန်းတွေ i ပါတဲ့ကိန်း i ပါတဲ့ကိန်းတွေကိုတဲ့ imaginary number လို့ခေါ်ပါမယ်လို့ဖြစ်သွားတာပေါ့ဒါဆိုရင်ကျွန်တော်တို့ဒါကြောင့်လေကျွန်တော်တို့ G11 ထိတင်တဲ့အချိန်မှာ i မပါသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့က imaginary number မသိသေးတာအခုဒါဆိုရင် root ထဲမှာအနှုတ်ရှိရင်ကျွန်တော်တို့ကမရေးဘူး i လို့သတ်မှတ်မယ်လို့ရေးလိုက်တယ်ဒါဆိုရင်အဲ့ဒီ i ကိုကျွန်တော်နှစ်ထပ်ပြန်တင်ကြည့်အောင် i ကိုနှစ်ထပ်တင်ကြည့်လိုက်လို့ရှိရင် i နှစ်ထပ်တင်နေဆိုတော့ i က root of minus 1လို့ပြောထားတော့နှစ်ထပ်တင်လိုက်တော့ root of minus 1နှစ်ထပ်တင်လိုက်တော့ဘာကျန်လဲ root ပြောက်သွားပြီးတော့ minus 1ကျန်မှာပေါ့ဒါကြောင့်နှစ်ထပ်ကိန်းဒီက minus 1ဆိုတော့0ထပ်ဘာဖြစ်နေလဲငယ်နေတယ်ဒါကြောင့်0ထပ်ငယ်နေတယ်ဆိုတော့ဒါဒီ imaginary number ဒီ0ထပ်ငယ်မယ်လို့ပြောခဲ့တာဟုတ်ဒါကြောင့်သူက minus ထွက်ပြီးတယ်ဒါဆိုရင် i ရဲ့အကြောင်းတွေကိုဆက်လေ့လာကြည့်မယ်ဆိုရင် i နှစ်ထပ်ပြီးရင် i ဘယ်နှစ်ထပ်လေ့လာကြည့်3ထပ် i 3ထပ်ကိုတွက်လိုက်တဲ့အခါမှာ i 3ထပ်ဆိုတာခုနပြောခဲ့တဲ့ i square နဲ့ i နဲ့တွက်တာပေါ့ i square ဆိုတာတော့ခုနပြောခဲ့တဲ့ minus 1
နောက်ကတော့ i ဒါဆိုရင် minus 1နဲ့ i နဲ့ဘာရမလဲဆိုရင် minus i ဒါကြောင့်ကျွန်တော်တို့ i2 ဆိုရင် minus i ဒါဆိုရင် i 4တက် i 4တက်ဒါဆိုရင်ကျွန်တော်တို့ကဘာတွက်မလဲဆိုတော့ i 4တက်လို့ပြောရင် i 2ထပ်နဲ့ i 2ထပ်နဲ့တော့ပေါ့ i 2ထပ်ဆိုတာခုနပြောခဲ့တယ် minus 1 i 2ထပ်က minus 1 minus 1နဲ့ minus 1နဲ့ညတော့ plus 1ပေါ့ဒါကြောင့်ကျွန်တော်တို့ရဲ့အဖြေဒီဒါတော့ i တစ်ထပ်က i ပေါ့ i တစ်ထပ်ဆိုရင် i လို့ရေးတယ် i square ဆိုရင် minus 1 i2 ဆိုရင် minus i i 4တက်ဆိုရင်ဘာလဲဆိုတော့1လို့ဒီဒါတတ်မှတ်လိုက်တာဒါကြောင့်ဒီမှာကျွန်တော်ရေးထားပြီးဒါဆိုရင် x ဒီမှာဆိုရင် i square ဆိုရင် minus 1 i2 ဆိုရင် minus i power 4ဆိုရင်1ဟုတ်ပြီဒါကြောင့်ဒီဟာလေးတွေချက်ထားတာပေါ့ချက်ထားပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်ဒီမှာ general number အကြောင်းဒါဆို example 1 example 1မှာကျွန်တော်တို့ x square ဘာလဲဆိုတော့ x square plus x square plus 2x plus 5လို့ကြည့်ရမယ် x square plus 2x plus 5 equal to 0စာဖို့ခွဲပြီးတော့ကျွန်တော်လေ့လာအောင် x square plus 2x plus 5 equal to 0ကိုကျွန်တော်စာဖို့ခွဲတော့စာခွဲခွဲလို့ရှိရင်ကျွန်တော်တို့ကပုံမှန်အားဖြင့်ဆိုရင်တော့တက်ချေခဲ့ပြီးတော့ခွဲတာဒီနေ့ကတော့တက်ချေခဲ့ခွဲလို့ရမှာမဟုတ်ဘူးခွဲကြည့်လိုက်ပေါ့ခွဲကြည့်တိုင်းရမှာမဟုတ်ဒါဆိုရင်စာခွဲခွဲလို့မရရင်ကျွန်တော်တို့သုံးတဲ့ formula နှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပိုးတန်းတော့အသင်ထားတယ်ပေါ့နော် quadratic formula quadratic formula နဲ့အဲ့လေဆိုတော့ကျွန်တော်တို့ perfect square နဲ့ပေါ့ဒါကြီးတန်းတော့ပေါ့ပိုးတန်းဆိုတာကြီးတန်းတော့တင်ထားတယ်ကြီးတန်းတော့ကျွန်တော်တို့သင်ခဲ့တယ်ဒါလည်းဆိုတော့စာဝင်းခွဲလို့မရရင် quadratic formula ကိုသုံးရင်သုံးမသုံးရင် perfect square ကိုသုံးလို့ပြောတာအဲ့တော့အဲ့ဒီမှာတော့ quadratic formula ပို့ပြီးတော့သုံးရတာလွယ်တယ်ဘာလို့လဲဆိုတော့ပုံသင်နည်းလေးချက်ပြီးတော့ရေးလိုက်တာဆိုတော့စဉ်းစားစရာမလိုဘူးဆိုတော့လွယ်တာပေါ့ဒါဆိုသူ့ရဲ့ပုံသင်နည်းက minus b plus or minus square root of b square minus 4ac by 2a ဆိုတဲ့ပုံသင်နည်းလို့ပြောတာဒါဆိုရင်ဟုတ်ပြီဒါဆိုရင်ဒီနေရာမှာကျွန်တော်က quadratic formula နဲ့ perfect square ကိုစာခွဲခွဲမယ်ပေါ့ဆိုလိုချင်တာစာခွဲဒီပုဒ်စာဒီ x square plus 2x plus 5 equal to 0ဆိုရင်စာခွဲခွဲရမယ်စာခွဲခွဲတဲ့အခါမှာတက်ချေကခွဲတဲ့နည်းကိုစဉ်းစားလိုက်တက်ချေကခွဲလို့ရမှာမဟုတ်ဘူးဒါကြောင့် quadratic formula နဲ့ perfect square နှစ်ခုကိုသုံးပြီးတော့စာခွဲခွဲကြည့်ပါဦးဒါဆိုရင်အရင်ဆုံး quadratic formula ကိုသုံးကြည့်အောင်ဘာလို့လဲဆိုတော့ quadratic formula ကကျတော့သူက a equal to ဟိုကြက်ပြီးတော့ပုံသင်မျိုးရေးတဲ့အတွက်သူကသုံးရတာပို့ပြီးတော့လွယ်တယ်ပေါ့ဒါဆိုရင်အဲ့လိုကြက်ပြီးတော့ရေးမယ်ဆိုရင်ကျွန်တော်တို့ကနှိုင်းစီကြည့်ရင် a square plus b8 plus c equal to 0ဆိုတဲ့ standard form နဲ့သိရမှာပေါ့ဒါဆိုရင်ဒီပုံသင်နည်းမှာကြည့်လိုက်လို့ရှိရင် a square ရဲ့ရှေ့မှာ1ဆိုတဲ့အတွက် a equal to 1ဒီကကြတော့ဗာလဲဆိုတော့ 8 ကရှေ့မှာ b ဒီမှာ8ကရှေ့မှာ2ဆိုတော့ b က2 8မပါတဲ့ကိန်းက c အပေါ်မှာ8မပါတာ5ဒါကြောင့် a တန်ဖိုး b တန်ဖိုး c တန်ဖိုးရသွားတဲ့အခါမှာ8 equal to ဒါဆိုရင်ကျွန်တော်တို့ကတွက်တော့မယ် minus b ပုံသင်နည်းက minus b plus or minus square root of b square minus 4ac by 2a ဟုတ်ပြီဒါဆိုရင် minus b လို့ပြောတဲ့အတွက် minus b နေရာမှာပါထည့်မယ်2 plus or minus square root of ဒါဆိုဒီနေရာမှာလည်း2ထည့်လိုက်ရင်4 minus 4ac လို့ပြောတဲ့အတွက် a က1 c က5ဆိုတော့5လေးလေး20ပိုင်းအောက်ကတော့1တက်နေ2ပေါ့ဒါအစားသွင်းလိုက်တာပေါ့ဒါဒီနေရာလေးထားပါတော့ဒါဆိုရင်အစားသွင်းလိုက်လို့ရှိရင်ကျွန်တော်ကဗာလဲဆိုတော့ဒီမှာအစားသွင်းလိုက်လို့ရှိရင် minus 2 plus or minus square root of minus 40 4တဲ့ကနေပြီးတော့ minus 20ကိုနှုတ်လိုက်လို့ရှိရင် minus 20ကိုနှုတ်လိုက် minus ပါတာ60ရမယ်အောက်ကတော့2အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့ဒီမှာသုံးရတာတော့ဒီ formula လွယ်ပေမဲ့ root ထဲမှာဘာကြီးထည့်သွား minus ကြီးဖြစ်သွားဆိုလိုချင်တာ root ထဲမှာအနှုတ်ထည့်ပြီးတော့ကျွန်တော်တို့ကမတွက်ဘူးလို့ပြောခဲ့ပြီးသား root ထဲမှာအနှုတ်ထည့်လိုက်တာလည်းဘာလို့လဲI လို့ရေးမှာဒါကြောင့်ဒီမှာဒါဆို root ထဲမှာအနှုတ်ထည့်လာတာဖြစ်တဲ့အတွက်ဒီပုံသင်နည်းဒီကျွန်တော်တို့ကသုံးလို့မရတော့ဘူးဖြစ်သွားတာဒါကြောင့်ဒီပုံသင်နည်းကိုသုံးလို့မရတော့ဘူးဆိုတော့ဒီမှာကြည့်တွဲမှာကျွန်တော်တို့က formula ပဲပြန်သုံးတော့မယ် perfect square ကိုပဲသုံးတော့မှာပေါ့ perfect square ဆိုတာဘာပြောတာလဲဆိုတော့နှစ်ထပ်ကိန်းခွဲတာနှစ်ထပ်ကိန်းခွဲရင်တော့ကျွန်တော်ကတစ်ထပ်ကိန်းကြီးယူပြီးရင်ဘာလုပ်ရမလဲဆိုတော့တစ်ထပ်ကိန်းရဲ့မြောက်လက်ကို2နဲ့စားလိုက်ဒါဆိုရင်တစ်ထပ်မြောက်ကိန်း2နဲ့စားအဲ့လိုလေးကြည့်ရလေးနဲ့တစ်ထပ်မြောက်ကိန်း2နဲ့စားဒါဆိုရင်တစ်ထပ်မြောက်ကိန်းကို2နဲ့စားလိုက်ရင်ဒီရှိက2ကို2နဲ့စားလိုက်ဘာရမလဲ1ကိုကျွန်တော်တို့ကဘယ်နှထပ်ပြင်ရမှာဆိုတော့2ထပ်ပြင်
နှစ်ထပ်တင်လိုက်လို့ချင်းအဲ့လိုနှစ်ထပ်တင်တဲ့အခါမှာကျွန်တော် plus 5ဒီဟိုဘက်သွားရင်ဘာ5လဲဆိုတော့ minus 5ဒါဆိုရင်မူလကိန်းပြင်ရအောင်ဒီဘက်မှာလည်းကျွန်တော်တို့က1 square လေးပေါင်းပြီးဒါမှသာဒီဘက်1 square နဲ့ဒီဘက်1 square နဲ့ကြည့်ရင်မူလဘော equation ကိုညီမှာပေါ့ဒါဆိုရင်ဆိုလို့ချင်တာတစ်ထပ်မြောက်ကိန်းမှာနဲ့စာ2နဲ့စာဒါဆိုရင်တစ်ထပ်ကဘယ်လိုလဲဆိုတော့8ကတစ်ထပ်ဒီမှာတစ်ထပ်ဆိုရင်2နဲ့စားလိုက်လို့ရှိရင်1ရမယ်1ကိုနှစ်ထပ်ပြင်ဒါဆိုနှစ်ဖက်လုံးကိုပြန်ပေါင်းပြီးမူလကိန်းနဲ့တူအောင်ဒါဆိုရင်အဲ့ဒီမှာကျွန်တော်တို့ကဒါမှသာရေးလို့ရမှာရေးလို့ရပြီလဲဆိုတော့ကျွန်တော်တို့ a plus 1 the whole square ဆိုတာရေးလို့ရတယ်ဘာလို့ a plus 1 the whole square ဆိုတော့ဒါဒီပြန်ဖြန့်ကြည့်လိုက်နှစ်ထပ်ကိန်းရဲ့ပုံသင်နည်းကိုကြည့်လိုက်ရင်ရှင်းနှစ်ထပ် a square နောက်နှစ်ထပ်1 square ရှင်းနောက်မြောက်ချင်းဘယ်နှစားဆိုရင် 2a ပြန်ရလိမ့်မယ်ရှင်းနောက်မြောက်ချင်းဆို8တက်လီ8နှစ်ဆဆိုတော့2နဲ့မြောက် 2a ဆိုရင်ဒီ formula လေးဒါလေးပေါ်ဟာလေးပြန်ရသွားလိမ့်မယ်အဲကြောင့်8 plus 1 the whole square ဒီအပေါ်အကိန်းကိုပြောတာ square ဆိုတော့ minus အဲဆိုရင်8 plus 1ကိုလို့ချင်းကျွန်တော်တို့ square ကိုပတ်သွားတဲ့အခါမှာ plus or minus 4 root အုပ်တဲ့အခါမှာ2အဲဆိုရင် minus ကို root အုပ်တဲ့အခါမှာကျွန်တော်ခုနပြောပြီး i အဲတော့ minus ကို root အုပ်ရင်ကျွန်တော်တို့က i လို့တင်နေတာရေးလိုက်ပြီဒါဆိုရင်ဒီတိန်းတဲ့ဒီ imaginary number ဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင် plus 1ဒီတစ်ဖက်သွားရင် minus 1ဒီဘက်ကတော့ plus or minus ပါလဲဆိုတော့ 2i ဒါဆိုရင်ဒီမှာ h တန်ဖိုးဒီ minus 1 plus or minus 2i လို့ရတယ်ပေါ့ဒါဆိုရင်ဒီပုံစံကိုကျွန်တော်တို့တမတ်တန်နံပါတ်တန်ဆိုလို့ရှိရင်ကျွန်တော်တို့တွက်ပြစရာမလိုဘူးဒီ grade ထဲမှာဆိုဒါကကျွန်တော်က3မှတ်တန်5မှတ်တန်မေးလာခဲ့သည်ရှိတော့တွက်ပြရတာပေါ့အဲဆိုတမတ်တန်နံပါတ်တန်လားဆိုရင်ကျွန်တော်တို့ကမလုပ်လို့ရလဲဆိုတော့ calculator နှိပ်လို့ရတယ် calculator နှိပ်လိုက်ရင်ကျွန်တော်တို့မိုးကိုနှိပ်5ကိုနှိပ်ဘာလို့လဲ5ဆိုတော့5က equal ပါနေတယ်အဲဆိုမုတ်ကိုနှိပ်ပြီးတော့5ကိုနှိပ်ပြီးသွားရင်အဲ့ဒီမှာ equation ၄ချောင်းပေါ်လာတဲ့အခါမှာဒီကိန်းနဲ့ဘယ်နှထပ်နှစ်ထပ်ဒါဆိုအဲ့ဒီ equation ၄ချောင်းထဲမှာနှစ်ထပ်ပါနေတာကျွန်တော် number 3မှာဒါကြောင့်မုတ်ကိုနှိပ်ပြီး5ကိုနှိပ်ပြီး3ကိုနှိပ်လိုက်3ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့က a square ရှိမှာ1ကိုနှိပ်မြာချင်း a square ရှိအဲ့တော့ 8 ရှိမှာ2ကိုနှိပ်မြာချင်းပြီးရင်5ကိုနှိပ်မြာချင်းနောက်ထပ်အဖြေကိုထပ်လို့ချင်းညီမချင်းတစ်ချက်နဲ့ထပ်လို့ချင်းညီမချင်းတစ်ချက်လေးအဲ့မှာ8တန်မိုးကဘာတွေ့လာမလဲဆိုတော့ပထမအဖြေက -1 + 2i ရပြီးနောက်အဖြေက -1 - 2i ဆိုလို့ချင်း8တန်မိုးတွေဒီကျွန်တော်တို့တန်မိုးနှစ်ခုရှိရ plus တစ်ခု minus တစ်ခုဒါကြောင့်ကျွန်တော်တို့ကဒီပုံစံမျိုးဒါကတော့ကျွန်တော်အခြေခံပါအောင်တွက်ကြည့်တင်တယ်ဒါပေမဲ့ကျွန်တော်တို့အဖြေကိုဘာလုပ်လို့ရလဲဆို calculator နဲ့လည်းပြန်ပြီးတော့ချိန်ကိုက်လို့ရတယ်ကိုရှမ်းမရှမ်းကိုမအဲ့လိုမျိုးချိန်ကိုက်ပြီးတော့လည်းတွက်လို့ရတယ်ဒါဆိုရင်ကျွန်တော်ကတော့ဒါက example 1ဆိုလို့ရှိရင်ဒါ example 1ဒီ exercise 1.1ရဲ့နံပါတ်1နံပါတ်2ဒါတွေကသဘောတရားတူတူပဲဖြစ်တဲ့အတွက်ကျွန်တော်တွက်မပြတော့ဘူးပေါ့သူနဲ့ပုံစံမတူတဲ့နံပါတ်3လေးကိုကျွန်တော်လေ့လာကြည့်အောင်နံပါတ်3ကိုလေ့လာကြည့်မယ်ဆိုရင်နံပါတ်3မှာ find the value of i power i power n ရဲ့တန်ဖိုးကို find လုပ်ပါလို့ဆိုရှာအဲဆို i power n ရဲ့တန်ဖိုးလေးကိုရှာတဲ့ဖို့ဆိုရင်ကျွန်တော်က i power n ကိုဘာလို့ထားလိုက်မလဲဆိုတော့လက် i power n ကိုဘာလို့ထားလိုက်မလဲဆိုတော့ h ကိုကျွန်တော်ထားလိုက်ဘာလို့ h ကိုထားလိုက်တာလဲဆိုတော့ကျွန်တော်တို့ i power n ဆိုတော့ i ဥပမာကျွန်တော်ရှင်းမှာချက်ခဲ့တယ် i square ဒီပုံစံမှာလေးပြထားတယ် i square တန်ဖိုးက -1ဒီမှာကျတော့ i square မဟုတ်ဘူး i power ဘာလဲဆိုတော့ n ဆိုတော့ကျွန်တော်ထပ်ညွှန်းရဲ့တန်ဖိုးမသိဘူးပေါ့ဒီဆိုရင်ဒါဆိုရင်အဲ့ဒီ n ကမသိတဲ့အတွက်ကျွန်တော်တို့ဒါမသိကိန်းလက်ထားပြီးထွက်လိုက်မယ်ဒါဆိုရင်ထားပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်မလဲဆိုတော့နှစ်ဖက်လုံးနှစ်ထပ်တင်လိုက်နှစ်ဖက်လုံးနှစ်ထပ်တင်လိုက်အဲဆိုရင်နှစ်ထပ်တင်လိုက်ဒီဘက်ကိုနှစ်ထပ်တင်ဒီဘက်ကိုလည်းနှစ်ထပ်တင် square လဲဆိုရင် a square အဲဆိုရင်ကျွန်တော်ကအမြောက်မှာဖလှယ်ရကုန်တဲ့ရှိအောင်ဟိုလို2နဲ့ n နဲ့ကိုကျွန်တော်တို့ကဖလှယ်လိုက်ဘာလို့လဲဆိုတော့2နဲ့ n နဲ့2နဲ့ဒီမြောက်ထားတာ2နဲ့ n နဲ့မြောက်ထားတာမြောက်မှာဖလှယ်ရကုန်တဲ့ရှိရဲ့3နဲ့4ရဲ့အဖြေကလည်း6ဖြစ်တယ်2 3 4ကလည်း6ပဲဒါကြောင့်အမြောက်ဆိုရင်ရှင်းနောက်ဖလှယ်လို့ရတာဟုတ်လို့ n နဲ့2နဲ့2နဲ့ n နဲ့ဖလှယ်လို့ရမယ်အဲဆိုဒီဘက်ကတော့ equal to ဘာ square လဲဆိုတော့ x
ဒါဆိုရင် I square ကိုကြည့်လိုက်တဲ့အခါမှာ I square ဒီအဖြေကဘာရမလဲဆိုရင် -1 ဘာလို့2 power n square n နဲ့2နဲ့2နဲ့ n နဲ့ဘာလို့နေရာချင်းတာလဲဘာလို့နေရာချင်းတာလဲဆိုရင်ကျွန်တော်တို့က I power n ဆိုတဲ့ဓာတ်ညွှန်းကိုရှာမှာ I power n ရဲ့တန်ဖိုးမသိဘူးဒါပေမဲ့2နဲ့နေရာချင်းလိုက်တော့ I square ရဲ့တန်ဖိုးတော့သိတယ်ဒါကြောင့်2နဲ့ n နဲ့နေရာချင်းလိုက်တာပေါ့ဒါဆိုရင် I square ဒီကျက်ထားတဲ့အချိန်မှာ -1 တနည်းအားဖြင့်ဒီပုဒ်စာမှာလည်းပါတယ်ပေါ့ကျက်ထားတဲ့အခါမှာတော့ကျက်ထားရတာပေါ့နော်ဒီပုံများသွားဖြစ်တော့ဒီပုဒ်စာမှာတော့ပေးချက်လေးပုံမှာလည်းပါသွားတာပေါ့ဒါဆိုရင်အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကဒီမှာတစ်ခုစဉ်းစားမှာ -1 power n -1 power n လို့ပြောရင်-1 power n လို့ပြောလို့ရှိရင်ကျွန်တော်တို့က minus ဆိုတဲ့ကိန်းမျိုးဟာအပေါ်ကကိန်းကိုကြည့်ပြီးတော့ကျွန်တော်တို့ကပြောင်းရတာဘာလို့လဲဆိုတော့ minus ဆိုတာဒီအပေါ်ကကိန်းကတကယ်လို့အစုံတာဆိုရင်သူက plus ဖြစ်တာတကယ်လို့ဒါ minus ကအပေါ်ကကိန်းက plus တာဆိုလို့ sorry မာကိန်းတာဆိုရင်သူကအနှုတ်ပြန်ဖြစ်အနှုတ်ပဲပြန်ရတာဒါဆိုလို့ရှိရင်အနှုတ်ဆိုတဲ့ကိန်းမျိုးကထန်ညွှန်းကိုကြည့်ပြီးတော့စုံလားမှာလားဆိုတဲ့ပုံမှာမူတည်ပြီးသူကပြောင်းလဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းအဲ့ဒီ n ကိုစဉ်းစားတဲ့အခါစုံလားမှာလားဆိုတဲ့ဟာကိုနှစ်ချက်ပြန်ပြီးတော့ခွဲခြားပြီးစဉ်းစားရအောင်နော်ဒါဆိုရင်ကြည့်ကြည့်အောင်ဒါဆိုရင်ဒီမှာ if n is even n ကိုစုံကိန်းလို့ထားလိုက်n ဒါစုံကိန်းတာဆိုရင်စုံကိန်းတာဆိုအဲ့ဒီ minus တော့ဖြစ်တယ်plus ဖြစ်တယ်plus ဖြစ်သွားပြီးတော့1ကျတော့ပြဿနာမရှိဘူး1ကဘာလဲဘယ်လောက်ထက်1ပဲဖြစ်မှာ1ထောင်ထက်လဲ1မရမှာ1ကဘယ်လောက်ထက်1ပဲဆိုတော့ equal to a square ဘာလို့လဲဆိုတော့1ကဘယ်နှခါမြောက်မှာ1ပေါ့ဒါဆိုရင် a square ကိုလို့ရှိရင် square ခါတိုင်းလိုပဲနှစ်ထပ်ပြောက်ချင်းဒီဘက်ကို root အုပ်လိုက် plus or minus 1ကို root အုပ်ရင်ကျွန်တော်တို့က1ပဲပြန်ရမှာပေါ့1ပါ1ပဲဒါဆိုရင် x equal to plus or minus 1ဒီအဆင့်မှာထားခဲ့မှာလားမဟုတ်ဘူးဘာလို့လဲဆိုတော့ x တန်ဖိုးကိုတွက်နေတာမဟုတ်ဘူးကျွန်တော်တို့က I power n ကိုရှာရမှာအဲ့ဒါကို I power n ကိုရှာလို့အဆင်မပြေလို့ဒါ8လို့ထားပြီးတော့တွက်လိုက်တာအဲဒါကြောင့် I power n နဲ့ဘာပြန်ထည့်မလဲ sorry x နေရာမှာဘာပြန်ထည့်မလဲဆိုရင် I power n equal to plus or minus 1ဒါဆိုရင် if n is odd n ဒါတဲ့ odd ဆိုတာမာဂိန်း n ဒါမာဂိန်းဖြစ်မယ်ဆိုရင်ဒါဆိုရင်မာဂိန်းဒါဖြစ်မယ်ဆိုရင် minus ကိုမားတက်ထည့်လို့ရှိရင်ဘာပဲပြန်ထည့် minus ပဲနောက်က1ကတော့1ကိုစိတ်လောက်ထည့်ညွှန်းတင်1နေရာမှာဒါဆိုဒီနောက်ကတော့ x square ဒါဆိုရင် x square ကိုလို့ရှိရင်ကျွန်တော်တို့က x ကိုလို့ရှိရင်ပေါ့နော် x ကိုလို့ရှိရင်တဲ့အခါမှာကျွန်တော်တို့က minus ကိုဟိုဘက်ကို root အုပ်မှာပေါ့ root အုပ်ရင်ဘာပါလဲ plus or minus ဒါဆိုရင် minus ကို root အုပ်ရင်ဘာရမှာလဲ i ပေါ့နောက်က1ကထည့်မရေးဘူးဆိုတာ1ကို root အုပ်ရင်ဘာပဲလဲ1နဲ့ဒီ i နဲ့ပြန်ပြောင်းရင် i တက်လီ i ပဲပြန်ရမယ်ဒါကြောင့် minus ကို root အုပ်ရင်ဘာလို့ပြောရလဲ i လို့ကျွန်တော်လည်းပြောလိုက်တာဒါကြောင့် x ကိုဒီမှာရက်ခင်မှာလားမဟုတ်ဘူး x ကိုရှာမှာမဟုတ်ဘူးဘူးတို့ရှာမှာ i power n ရှာအဲဒါ i power n ဒီ plus or minus ပါတယ်ဆိုလို့ချင်းဒါကြောင့် i power n ရဲ့တန်ဖိုးတွေဒီ plus or minus 1 or plus or minus i ဒီတန်ဖိုး၄မျိုးပဲထပ်ပါမယ်ဆိုလို့ချင်းminus ဆိုတဲ့ကိန်းဒီထညွှန်းကိုကြည့်ပြီးတော့ကျွန်တော်တို့ကစုံလားမလားဆိုတာနှစ်မျိုးပဲဖြစ်နိုင်တယ်စုံတဲ့မနဲ့နှစ်မျိုးပဲဖြစ်နိုင်တဲ့အတွက်အဖြေကနှစ်မျိုးစီထွက်တဲ့အတွက်အဖြေက၄မျိုးပဲရှိနိုင်မယ်တခြားကိန်းတွေမရှိနိုင်ဘူးပေါ့ဒါဒီကျွန်တော်ရဲ့တွက်နည်းပေါ့နော်ကျွန်တော်ဒီဟာလေးကိုညဝေပေးချင်တာပါဒီနေ့ကတော့ကျွန်တော်ဒီလောက်ပါပဲဒါက exercise 1.1 မှာ3ပုဒ်ပဲရှိရဆိုတော့လေ3ပုဒ်ကိုကျွန်တော်ဒီနေ့ရောက်ပဲညဝေပါမယ်နောက်နေ့မှကျွန်တော်ဆက်လက်ပြီးတော့တင်ပေးပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ